လေးလေးတို့မေဂျာနေ major trip အနေနဲ့ hotel visit နဲ့ restaurant visit လို့သွားထားတာလေးကိုရိုက်ပြထားတာမို့လို့စိတ်ဝင်စားလို့ရှိရင်ဆုံးထိကြည့်ပေးပြီးတော့လေးလေးရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်နော်အားလုံးပဲမင်္ဂလာပါဒီနေ့ Lily major trip တစ်ခုသွားစရာလေးရှိရပေါ့နော်။ကျောင်းမှာပဲဆူရက်ဖြစ်တာမို့လို့ Lily breakfast ကိုကျောင်းရောက်မှာပဲစားဖြစ်တယ်။ပြီးတော့ Lily ကလာတာကိုစောင့်ပါတယ်။ Lily ကိုတချို့ major trip တွေကဒီလိုကားအကြီးကိုစီစဉ်ပေးပြီးတော့ကျောင်းကနေပဲလိုက်ဖို့ပြရပေါ့နော်။လီလီတို့ဒီတစ်ခေါက်သွားတဲ့ hotel ကတော့ SAM ဆိုတဲ့ hotel လေးပေါ့နော်ဒီ hotel က Cham ဆိုတဲ့ cafe နဲ့ချိတ်ထားမလို့အဲ့ cafe ကနေမှတစ်ဆင့် hotel တွေကိုသွားရပါတယ်ဒီ hotel ရဲ့ interior design ကလည်းထူးထူးခြားခြားလေးပေါ့နော် Thai traditional နဲ့ modern ရဲ့ design ကိုရှက်ထားမလို့တခြား hotel နဲ့မတူဘူးပေါ့နော်ပြီးတော့ဒီ hotel ရဲ့ history ကြောင့်မဆိုင်ခင်မှာလီလီတို့ကို snack ကျွေးရပေါ့နော်coffee ရဲ့ juice ရဲ့ပြီးတော့ cake လေး croissant လေးနဲ့snack တွေပါတယ်ပြီးရင်တော့ presentation စပါပြီ The 6 business groups consisting of 64 companies SAM ဆိုတဲ့ brand အောက်မှာတင်ကို company ပေါင်းများစွာရှိပြီးတော့ဒီ hotel ကလည်းတစ်ခုအပေါင်းပေါ့နော်ပြီးတော့လေလေးတို့ကျောင်းသားတွေအတွက်လည်း internship program လေးလည်းအများကြီးရှိပါတယ်ပြီးတော့ဒီ hotel ရဲ့ F&B အကြောင်းပြီးတော့သူတို့ရဲ့ marketing strategy အကြောင်းလေးပြောပြပြီးရှင်းပြပြီးတော့ Q&A session နဲ့အမေးဖြေလေးပြီးသွားရင်တော့hotel visit ပြီးသွားပါပြီ hotel visit ပြီးသွားရင်တော့ restaurant visit အတွက်နောက်တစ်နေရာလေးလေးတို့သွားကြပါမယ် restaurant လေးကတော့ Italian Ostra ဆိုရဲ့ Italian restaurant လေးပါဒီ restaurant ပုံစံလေးကလည်းချစ်စရာလေးပေါ့နော်အပြင်မှာလည်းထိုင်စရာနေရာလေးများပြီးတော့ညဘက်ဆိုလို့ရှိရင်တော်တော်လေးကိုလှမဲ့နေရာလေးပေါ့နော်ပြီးတော့အထဲက interior design လည်း cozy ဖြစ်ပါတယ်ပြီးတော့ဒီလို wine တွေ bar တွေလည်း offer လုပ်ပေးထားရပေါ့နော်ဒီကတော့ဒီ restaurant ရဲ့ owner ပါ Italy ကပေါ့နော်entrepreneur တယောက်လည်းဖြစ်ပါတယ် fine dining ဆန်ဆန်လေးတို့ခင်းချင်းပြီးတော့ပီဇာလေးဆန်းခဲ့ရပါတယ်ပီဇာလေးတအားစားကောင်းတာအပေါ်လေးကနုနုလေးနဲ့အောက်သားလေးကမမချွတ်ချွတ်လေးနဲ့ရန်ကိုစားကောင်းတဲ့ပီဇာလေးပါပြီးတော့လီလီတို့ juice လေးလည်းတိုက်ပါတယ်လီလီတို့လည်းဒီမှာခဏနေပြီးတော့ဒီ restaurant အကြောင်းhistory အကြောင်းကိုလေ့လာခဲ့ရပါတယ်ပြီးရင်တော့အိမ်ပြန်လို့အချိန်ရောက်ပါပြီလီလီလည်းဒီ vlog လေးကိုဒီမှာပဲဆုံးသက်ချင်ပါတယ် see you guys on next video bye bye